အားလုံးပဲမင်္ဂလာပါ The Red View ကနေကြိုဆိုပါရခင်ဗျဒီနေ့အာဂျင်တီးနားနဲ့နိုင်ဂျီးရီးယားပွဲမှာပေါ့နော်အာဂျင်တီးနား3-0ဆိုတဲ့ရလဒ်နဲ့အနိုင်3မှရပါတယ်ဒီပွဲမှာမက်ဆီကတော့မက်ဆီပါပဲလုံးဝဒီကောင်ကတော့လုံးဝဂျိုသားမှာလုံးဝဂျိုသားစစ်ဒီအသက်အရွယ်ကြီးရောက်တော့မှဟက်ထရစ်ကိုရအောင်ယူသွားသေးတယ်ပေါ့နော်မက်ဆီရဲ့ဒီတွင်းကို3ကိုကြောင်းဒီကဘာဖလားပြိုင်ပွဲတစ်ချောင်းမှာဂိုးသွင်းအများဆုံးနေရာကိုရောက်လာတယ်ပြိုင်ပွဲတွေကဆက်ရှိနေသေးတယ်ဆိုတော့သူကစံချိန်ချိုးမဲ့သဘောမှရှိတယ်ကဘာဖလားဒီတွင်းကိုဒီနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကဒီအာဂျင်တီးနားမှာပါဝင်ကစားနေတဲ့ကျွန်တော်တို့ရဲ့လီဗာပူးကစားသမားမက်အလက်စတာပေါ့ဒီနေ့မှာဒီသူ့ရဲ့လှုပ်အားနှုံတွေကတကယ်အားရစရာကောင်းတယ်မက်ဆီရဲ့ဟက်ထရစ်ကြောင့်တာသူ့ရဲ့လှုပ်အားနှုံတွေကတိတ်ပြီးတော့ပေါ်လွင်ခဲ့ဘူးလို့လားကျွန်တော်တို့မြင်ရတယ်အာဂျင်တီးနားရဲ့ကွင်းလေကိုသူကထိန်းချုပ်ပြီးသွားနိုင်ခဲ့တယ်သူ့ရဲ့ဘောလုံးအဖြန့်တွေသူ့ရဲ့ဘောလုံးbox to box ထဲမှာသူဘောလုံးဖြတ်တာတွေသူ့ရဲ့အခန်းကဏ္ဍတော်တော်အရေးပါတယ်လို့ကျွန်တော်တို့ပြောလို့ရတာပေါ့သူကိုပန်တီးမှုမရပါပဲဒီဘောလုံးထိမ့်သိမ့်မှုတွေဒီနောက်ပြီးတိုက်စစ်ကိုဘောလုံးပေးပို့မှုတွေပတ်စင်တွေကအရန်အောင်ကောင်းတယ်ပေါ့နော်သူပေးလိုက်တဲ့တလုံးဆိုလို့ရှိရင်မက်ဆီဆော့စီတီဟက်ထရစ်ရနိုင်တဲ့အလုံးဒါပေမဲ့မက်ဆီကန်လိုက်တဲ့အလုံးကကိုသမားတက်တဲ့ကိုရောက်သွားတဲ့အတွက်မက်ဆီဆော့စီဟက်ထရစ်မရလိုက်ဘူးပေါ့နော်ဒီအလုံးနာကိုရမယ်ဆိုလို့ရှိရင်မက်အလက်စတာလည်း assistant ရအောင်နိုင်တယ်ဂျတီနာကဒီပွဲမှာပိုင်ဆိုင်ဘောလုံးပိုင်ဆိုင်မှုအတာနဲ့သူထိန်းချုပ်ပြီးတော့ကစားပြသွားနိုင်ခဲ့တယ်သူရဲ့ Alester ရဲ့ rating ကိုကျွန်တော်သတ်မှတ်ပေးရမယ်ဆိုရင်10ပါဗျာ9.5 လောက်အထိကိုကျွန်တော်သတ်မှတ်ပေးနိုင်6လောက်အထိကိုဗျာကျွန်တော်သတ်မှတ်ပေးနိုင်တာပေါ့သူ့ရဲ့အခန်းကဏ္ဍကွင်းလယ်မှာတကယ်ကိုအရေးပါတယ်ဒီ Enzo Fernandez တို့မက်ဆီနဲ့ဘောလုံးတွဲဆော့တဲ့အချိန်မှာအတူထွားလေးပေါ့နော်သူလှုပ်သွားတာလေးတကယ်မိုက်တယ်ကွင်းလယ်မှာ Alester လို့လူမျိုးရှိနေတာကအာဂျင်တီးနားအတွက်တကယ်ကိုအရေးပါတယ်ပေါ့နော်ဘာကြောင့်အရေးပါလဲဆိုတော့သူ့ရဲ့ကျွန်တော်တို့လီဗာပူးမှာတွေ့တဲ့အတိုင်းပဲသူ့ရဲ့ဘောလုံးပေးပို့မှုတွေနောက်ကန်သွင်းမှုတွေနောက်ပြီးတော့တိုက်စစ်ကိုလိုက်ပါမှုတွေပေါ့ဗျာတိုက်စစ်ကိုလိုက်ပါမှုတွေနောက်ပြီးခံစစ်ကိုပြန်ပြီးတော့အားဖြစ်ကူညီမှုတွေကတကယ်ကိုပြောစရာမလိုအောင်လှုပ်အားနှုံတွေကောင်းတယ်ပေါ့ပြီးခဲ့တဲ့အရာဒီလီဗာပူးမှာဆော့ခဲ့တဲ့ကစားပုံထက်တောင်မှအခုဒီအာဂျင်တီးနားအသင်းမှာကစားတာပို့ပြီးတော့မှသူတွက်လက်ပြီးတော့ကောင်းတယ်လို့တော့ကျွန်တော်မြင်ရတယ်ဒီအတိုင်းပဲဆက်ပြီးတော့ကစားမယ်ဆိုရင်ကျွန်တော်လီဗာပူးအသင်းလာမယ့်ရာသီမှာခြေစွမ်းကောင်းတွေကိုကျွန်တော်ပြန်မြင်ရမယ်လို့ကျွန်တော်ယုံကြည်တယ်ကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီနေ့အာဂျင်တီးနားနဲ့ပွဲမှာပါဝင်ကစားတဲ့ကျွန်တော်တို့ရဲ့လီဗာပူးကစားသမားအလက်စတာရဲ့အခြေအနေကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နောက်လည်းကမ္ဘာ့ဖလားမှာပါဝင်ကစားနေတဲ့ကျွန်တော်လီဗာပူးကစားသမားတွေရဲ့ရှေ့စွမ်းပိုင်းအခြေအနေတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာပါမက်ဆီကတော့မက်ဆီပါပဲ